Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Sport မြန်မာ YouTube Channel နေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။သတင်းတွေထွက်နေတဲ့အတိုင်းမှာပဲဘင်္ဂလားဒေ့ရှ်မျိုးသီးဘောလုံးလောကရဲ့ဘရင်မလို့တင်စားကြတဲ့ရေကျူးတယောက်တကယ်ပဲမြန်မာမျိုးစီကိုရောက်လာခဲ့ပါပြီ။ရေတူးဆိုတာမြန်မာပြည်သက်တွေအတွက်မစိမ်းလာတဲ့နာမည်တစ်ခုပါ။ပြီးခဲ့တဲ့အာရှပလာခြေစစ်ပွဲတုန်းကမြန်မာမျိုးသမီးတင်းဘက်ကို2ဂိုးသွင်းယူပြီးအသေးခွဲခဲ့တဲ့သူပေါ့။အဆုံးသက်တိကျမှုတွေကကျွန်တော်တို့မြန်မာပြည်သက်တွေကိုတော့အံ့ဩသိစေခဲ့ပါတယ်။အခုတော့အထိတိုက်စစ်မှုဟာပြိုင်ပတ်ဖြစ်မဟုတ်ပဲမြမလိမာ ARD တင်းရဲ့အင်ဂျီကိုဝစ်ဆင်ပြီးတော့ကစားပြီးတော့မှာပဲဖြစ်ပါတယ်။ဒါဟာ ARD တင်းအတွက်ရောမြမမျိုးမျိုးဘောလုံးလောကအတွက်ပါစစ်နန်းတစ်ခုကိုမြင့်တက်လာမယ့်လားလာပါပဲ။ကဲအသေးခွဲသူကနေအပေးရမဲ့သူဖြစ်လာတဲ့ဒီကွင်းလေးကိုပြည်သက်တို့ရောအပေးဖို့အစဉ်သင့်ပဲလား။ ARD တင်းမှာသူမဘယ်လောက်ထိတောက်ပမလဲဆိုတာကိုစောင့်ကြည့်ရအောင်ဗျ။ရေတူးအကြောင်းကိုပုံမပြပြစုံစုံသိထားရအောင်အချက်လက်တချို့ကိုဖော်ပြပေးလိုက်ပါတယ်။သူမရဲ့နာမည်ပြည့်စုံမှာရေတူးပူနာချက်ကမာဖြစ်ပြီးတော့သူမရဲ့မွေးတက္ကရာကိုကြည့်ရမယ်ဆိုရင်2003ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာမွေးဖွားခဲ့ပါတယ်။အောင်မြင်မှုမှတ်တမ်းများကိုကြည့်ရမယ်ဆိုရင်2022ခုနှစ်ကဘင်္ဂလားဒေ့ရှ်တမိုင်းတစ်လျှောက်ပထမဆုံးချိန်တောင်အာရှချန်ပီယံဖြစ်ခဲ့စဉ်ကအဓိကနေရာမှာပါဝင်ပေးခဲ့ပါတယ်။သူမကလက်ရှိဘင်္ဂလားဒေ့ရှ်လက်ရွေးစင်တဲ့ရဲ့အားထားရဆုံးကစားသမားတစ်ဦးဖြစ်တယ်လို့အာရှအဆင့်မှာမျက်စိကျခြင်းခံနေရတဲ့တိုက်စစ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ရီတူဟာဘောလုံးနဲ့တူပြေးထွက်နှုံအလွန်မြန်ပါတယ်ဘဲချီအားတန်နဲ့လူတစ်ယောက်ဖြစ်တာကြောင့်မို့လို့ဘဲချီကိုကျွမ်းကျင်စွာအသုံးပြုနိုင်ပြီးဂိုးဣရိယာပြင်ပကနေဝေးကန်ချက်တွေကနေလည်းဂိုးသွင်းယူတတ်တဲ့အလေးထားရှိပါတယ်ပွဲကြီးပွဲကောင်းတွေမှာဂိုးသွင်းလေးရှိတဲ့မျိုးရိုးရှိသူဖြစ်ပြီးညီမအသင်းနဲ့ကစားခဲ့စဉ်ကလည်းတက်တက်ခဲ့တဲ့ခြေစမ်းကတက်တည်ပါပဲသူမရောက်ရှိလာတာဟာ ARD တင်းရဲ့တိုက်စစ်ပန်းကိုပုံမဆိုးလုံးကျင်းမှာပဲဖြစ်ပါတယ်မြန်မာလိမှာနိုင်ငံသားသမားတွေခေါ်ယူမှုတွေပုံပုံမှန်ပြလာတာနဲ့အမျှရေတူးလိုရေချင်းရှိသူပါဝင်လာတာကလိရဲ့ဂုံတိတ်ခါကိုမြင့်တင်စေပြီးတခြားကစားသမားတွေအတွက်လည်းတွေးကြုံတည်တည်ရစေမှာတော့အမှန်ပါပဲဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဂုံဆောင်ကစားသမားလေးကိုမြန်မာပြည်မှာတောက်ပခွင့်ရဖို့ရွေးထွေးစွာကြိုဆိုလိုက်ရအောင်